အခုနဗမာလူနဲ့ပြောတင်တလောက်နေပပတော်ဟန်ကြီးအကြောင်းຫນွေဦးတော်ဟန်ကြီးအကြောင်းကိုပြောချင်ပါတယ်အခုကာလຫນွေဦးတော်ဟန်ကြီးနဲ့ပတ်သက်ပြီးမှฉันเรียนมวยจริงอ่ะนี่ကျွန်တော်ပြောချင်တာတော်ဟန်ကြီးဆိုတာပီတူလူထုအဲ့นี่လောက်တဲ့ဟာပီတူလူထုမပါရင်အဲ့ဒါမျိုးတော်ဟန်ကြီးဆိုတာအဖီအမှန်လေးရလုံးဝမထွက်နိုင်သေးဘူးပြည်သူလူထုအင်အားမရှိရင်တော်လှန်ရေးဆိုတာမဟုတ်ရှားနိုင်သေးဘူးပြည်သူလူထုကိုညီတူညီမျှအားကိုထုတ်နိုင်အောင်အားကိုပေးနိုင်အောင်တာဝန်ကိုတရားမှတရားရှိတယ်ပြည်သူလူထုဖက်အနေပိတ်ဆိုင်မထုတ်ပတ်ဘေးနဲ့အားမပေးဘေးနဲ့လက်နဲ့ကန်အဖွေဒီကိုလုံးဝမဟုတ်ရှာနိုင်တယ်ဘူးပြည်သူလူထုဖက်အနေပိုက်ဆံပဲအားပဲအကုန်လုံးထုတ်ပတ်ပေးပြီးမှအားပေးပြီးမှဘေးတော်လှန်ကြီးကိုအောင်မြင်ရမယ်တော်လှန်ရေးဆိုတာပြည်သူလူထုတာဝန်ပဲပြည်သူလူထုမရှိဘူးဆိုရင်မဟုတ်ရှားဘူးဆိုရင်တော်လှန်ရေးကိုငင်းမှာပဲအဲ့ဒါကြောင့်မငင်းပါစေနဲ့မရက်ပါစေနဲ့ဟောက်ရှားနိုင်တလောက်ကိုလူတိုင်းပြီးတိုင်းသူလူအတိုင်းကိုဟောက်ရှားရမယ်ကဲနောက်ဆုံးမယ်ဆိုရင်ဘေးဘဝကိုလူအတိုင်းဘေးဘဝကိုရောက်မှာလေအဲ့ဒီစစ်တာတော်လှန်ရေးစစ်တာအခုအုပ်ချုပ်ရေးမကြိုက်တဲ့လူအင်္ဂလိပ်လိုပြောရင် army government မကြိုက်တဲ့လူအတိုင်းကိုတနက်ကန်ပြီးမှအဲ့ဒီarmy government ကိုတိတ်ကြတာပဲအဲ့ဒါကြောင့်မြန်မာပြည်လုံးတိုင်းရင်းသားအားလုံးပေါ်မှာပြည်သူလူထုအားလုံးပေါ်မှာတာဝန်ကဘယ်လောက်ရှိလဲလူတိုင်းသိကြမယ်ငါးနှစ်တွားတဲ့အတော်တွန်းထဲမှာတကယ်ပြောရင်မိအွန်လိုင်းဆုံးပါတယ်ပြည်သူလူထုဖက်အနေနိုင်ပါတယ်မိအွန်လိုင်းကိုဒါပေမဲ့လာမေဘင်းဟစ်တိုင်အောင်မှာလဲဘင်းဟစ်ကိုချောင်းမှာလဲအဲ့ဒါဘတူးမတီးတယ်လို့မရှိဘူးတနည်းကိုချမ်းချမယ်တုံးနှစ်ကိုချမ်းချမယ်နှစ်ကိုချမ်းချမယ်ငါးနှစ်ကိုကြံအောင်မှာ
အဲ့ဒီထဲကိုပီတူလူထုဖက်အနေတာဝန်မယူဘဲနဲ့လက်နဲ့ကန်အဖွင့်ကိုတာဝန်ပေးရင်ပီတူလူထုဖက်အနေပီတူလူထုဖက်ကိုတိုင်းရင်းသားဖက်ကိုဆုံးမှာပဲအဲ့ဒါကြောင့်အဆုံးမခံချင်ဘူးလူတိုင်းအဆုံးခံချင်တယ်လို့မရှိပါဘူးအဲ့ဒါကြောင့်ပိတ်ဆိုင် income နေတဲ့လူကနိ income နေတဲ့လောက် income များတဲ့လူအနေများတဲ့လောက်ကိုအဲ့ဒီဒေါ်လာကြီးအတွက်ကိုပေးရမယ်ပေးပါမပေးဘူးရှိရင်အဲ့ဒီမိအွန်လိုင်းမနိုင်ပါဘူးအဲ့ဒါကြောင့်ပီတူလူထုညီအကူမောင်နှမအားလုံးနေတဲ့ income အနေနေတဲ့ income လူအနေနေပေးများတဲ့ income လူအနေများပေးပါလို့အဲ့ဒီချက်လက်မွေချင်းအနေအဲ့ဒီ Facebook ထဲအနေဒေါင်းပန်ပါတယ်အားကိုမကြပါစေနဲ့နောက်ကိုမဆောက်ပါနဲ့ Federal Democracy ကိုလာခါနေပြီအဲ့ဒါကြောင့်မူလင်းခါနေပြီမလင်းခင်ကိုနောက်မဆောက်ပါနဲ့အဲ့မပြောပါနဲ့လို့ကျွန်တော်ကပြောချင်ပါတယ်အားလုံးပေါ်မှာကြည်ဦးတင်ပါတယ်